အောင်မြင်ခြင်းရေလိုကျင့်မှာတခါတော့ပညာရှိတစ်ယောက်ရှိပါတယ်။အဲ့ဒီပညာရှိသူကိုလူတော်တော်များများသူတို့ရဲ့အခက်အခဲတွေပြဿနာတွေကိုဖြေရှင်းနိုင်ဖို့အတွက်အကြံဉာဏ်တွေလားလာတောင်းကြတယ်။တရက်မှာတော့ကောင်လေးတစ်ယောက်ဟာပညာရှိသူကိုရောက်လာပါတယ်။ရောက်လာပြီးတော့ပညာရှိခင်ဗျာကျွန်တော်ဟာတခြားသူတွေထက်ချမ်းသာတဲ့သူတစ်ယောက်ဖြစ်ခြင်းနဲ့တခြားသူတွေထက်အဆအဆအရာရာတာလွန်တဲ့သူတစ်ယောက်ဖြစ်ခြင်းနဲ့ကျွန်တော်ဘယ်လိုလုပ်ရမလဲလို့ပညာရှိကိုမေးလိုက်ပါတယ်။ဒီအခါမှာပညာရှိကကောင်လေးကိုချက်ချင်းအဖြေမပေးပါဘူး။အဖြေမပေးသေးဘဲနဲ့သူကကောင်လေးကိုမေးခွန်းတစ်ခုမေးလိုက်တယ်။အဲ့ဒီမေးခွန်းကဘာလဲဆိုတော့ရေမှာကိုယ်ပိုင်ပုံသဏ္ဍာန်ရှိသလားလို့မေးလိုက်တာပါ။ကောင်လေးကပညာရှိကိုရေမှာကိုယ်ပိုင်ပုံသဏ္ဍာန်မရှိဘူးလို့ပြန်ဖြေလိုက်တာပေါ့။ဒီအခါမှာပညာရှိကရေကိုခွက်တစ်ခွက်တည်းထည့်လိုက်ပြီးကောင်လေးကိုပြလိုက်တယ်။ဒီအခါမှာကောင်လေးက sorry ပါခင်ဗျာရေမှာခွက်ရဲ့ပုံစံရှိပါတယ်လို့ပြောလိုက်ပါတယ်။ဒီအချိန်မှာပညာရှိကခေါင်းကိုခါရမ်းလိုက်ပါတယ်။အဲ့ဒီနောက်မှာရေတွေကိုရေတကောင်းတစ်ခုတည်းထည့်ပြီးတော့ကောင်လေးကိုပြလိုက်တယ်။ဒီအခါမှာကောင်လေးကပြန်ဖြေတယ်။ sorry ပါခင်ဗျာရေရဲ့ပုံစံကရေတကောင်းပုံစံရှိနေပါတယ်။ဒီအခါမှာလည်းပညာရှိကခေါင်းကိုခါရမ်းလိုက်ပြီးတော့ရေတွေကိုမြေကြီးပေါ်ကိုသွန်းချလိုက်တဲ့အခါမှာရေတွေဟာပျောက်ကွယ်သွားပါတော့တယ်။အဲ့ဒီအချိန်မှာကောင်လေးကပညာရှိကိုပြန်ပြောလိုက်တယ်။သူပြောလိုက်တာပါလဲဆိုတော့ရေမှာကိုယ်ပိုင်ပုံစံမရှိပါဘူး။ဒါပေမဲ့ပုံစံမျိုးမျိုးဖြစ်နိုင်ပါရဲ့လို့ပြောလိုက်တာပါ။အဲ့ဒီနောက်မှာတော့ပညာရှိကကောင်လေးကိုနေရာတစ်ခုစီကိုခေါ်သွားပါတယ်။နေရာတစ်နေရာရောက်မှာတော့ဒါကဘာလဲဆိုပြီးကောင်လေးကိုလက်ညှိုးထိုးပြီးပြတယ်။ကောင်လေးကအဲ့ဒါပေါက်ကြီးတစ်ခုပါလို့ပြန်ဖြေလိုက်ပါတယ်။ဒီတော့ပညာရှိကပြန်ပြောပါတယ်။ဒီအပေါက်ကြီးဟာရေတွေကြောင့်ဖြစ်လာတာလို့ပြောပါတယ်။မိုးရွာပြီးတဲ့နောက်မှာရေတွေဟာအပေါ်ကနေအချိန်ဟုန်နဲ့စီးဆင်းလာတယ်။ရေတွေစီးဆင်းတဲ့နေရာကြောက်တွေကတိုက်စားခံရပြီးဒီနေရာမှာအပေါက်ကြီးတစ်ခုဖြစ်လာတာပဲလို့ပညာရှိကပြောလိုက်ပါတယ်။ရေမှာကိုယ်ပိုင်ပုံသဏ္ဍာန်မရှိဘူး။ဒါပေမဲ့တခြားအရာတွေနဲ့အဆင်ပြေအောင်သူ့ရဲ့ပုံစံကိုပြောင်းလဲနိုင်တယ်။ပြီးတော့ရေတွေမှာစွမ်းအားတွေရှိတယ်။ရေတွေဟာပြတ်သားတယ်။ပြီးတော့အဆက်မပြတ်စီးဆင်းနေတယ်။အဲ့ဒါဟာဘာလဲဆိုတော့မင်းကချမ်းသာခြင်းနဲ့တခြားလူတွေထပ်သားလုံးခြင်းနဲ့ဆိုရင်ဘာလို့ရမလဲဆိုတော့ရေလိုကျင့်ရမယ်။ရေလိုနေထိုင်ရမယ်။ကိုပုံသဏ္ဍာန်မရှိဘဲအမျိုးမျိုးပြောင်းလဲလို့ရအောင်နေထိုင်တတ်ရမယ်။လှုပ်ဆောင်ချက်တစ်ခုကိုအမြဲတမ်းအဆက်မပြတ်လှုပ်ဆောင်နေရမယ်။ကြုံလာတဲ့အခက်အခဲတိုင်းကိုလည်းရေလိုပဲစွမ်းရည်အပြည့်နဲ့တိုက်စားကြော်ဖြတ်နိုင်ရမယ်။ဒါဆိုရင်တော့မင်းဟာတေချာပေါက်ချမ်းသာတဲ့သူအောင်မြင်ကြီးပွားတဲ့သူတစ်ယောက်ဖြစ်လာလိမ့်မယ်လို့ပြောလိုက်ပါတော့တယ်။ဒီနေရာမှာလူငယ်တွေကိုပြောချင်တာကဘာလဲဆိုတော့မြစ်တွေချောင်းတွေကိုတေချာကြည့်ပါ။ရေတွေဟာအမြဲတမ်းအဆက်မပြတ်စီးဆင်းနေတယ်။အရှိန်ဟုန်နဲ့စီးဆင်းနေတယ်။ပြီးတော့ရောက်ရနေရာမှာလိုက်ရောညီထွေဖြစ်အောင်နေထိုင်ကျင့်ကြံတတ်တယ်။ဒီတော့လူငယ်တွေအနေနဲ့ဘာလုပ်တင်လဲဆိုတော့ဘဝထဲမှာပဲဖြစ်စေအလုပ်ထဲမှာပဲဖြစ်စေအောင်မြင်ခြင်းနဲ့ဆိုရင်စွမ်းရည်အပြည့်နဲ့အဆက်မပြတ်ကြိုးစားအခက်အခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါမှာလည်းအာမှန်အပြည့်နဲ့ကြော်ဖြတ်နိုင်ဖို့ကြိုးစားပြီးတဲ့အခါနေရာတိုင်းပတ်ဝန်းကျင်တိုင်းမှာလိုက်ရောညီထွေဖြစ်အောင်ရှင်သန်နေထိုင်တတ်ရမယ်။ဒီလိုပုံစံကြီးကိုဥပမာယူပြီးဘဝမှာရှင်သန်နေထိုင်နိုင်မယ်ဆိုရင်တနေ့မှာအောင်မြင်တဲ့လူငယ်တွေဖြစ်လာပါလိမ့်မယ်။